ဒီနေ့ကတော့ဓာတ်ရဲ့စာရဲ့ရေးပုံရေးသားနည်းကိုပြပြမယ်အဲ့တော့အခုတော့ရောက်ပြနေရတဲ့အားလုံးကပြောမယ်ဆိုရင်လက်ရေးလာတည်တတ်မယ်ပေါ့ဘာဘူးပြည်မှမပါတော့လက်ရေးလာဖို့အတွက်ပဲပြောပြပေးနေရဟုတ်ပြီအဲ့တော့ဓာတ်မှာဆိုရင်သူနှစ်မျိုးပဲရှိတယ်ဒီတစ်လုံးနဲ့ရေးရတဲ့ပုံစံရှိမယ်ပြီးရင်နောက်ဆုံးမှရေးရတဲ့ပုံစံရှိရဓာတ်မှာအဲ့ဒီနှစ်မျိုးပဲရှိရတစ်လုံးနဲ့ရေးရတဲ့ပုံစံဘယ်လိုရေးရမလဲဆိုရင်ဒါမျိုးခုံးလေးဟုတ်ပြီအဲ့ဒီပထမတစ်ဆင့်အနေနဲ့ရေးရမယ်ဟုတ်ဒီလိုတည်းရေးရမှာပေါ့နော်နည်းနည်းခုံးနေပြီးမှဒါမျိုးလေးတော့ဟုတ်ပြီတလုံးနဲ့ရေးရတဲ့ပုံစံဆက်ပြီးရေးရတဲ့နောက်ဆုံးမှရေးရတဲ့ပုံစံကြတော့ဒီလိုအပေါ်နည်းနည်းမတိမတာလေးတက်မယ်ပြီးရင်ဒီမြင်ညောင်းကနေဒါမျိုးလေးလာဟုတ်ပြီဒါတစ်လုံးနဲ့ရေးရရင်ဒီလိုပါတာဆိုရင်ဒီစက်ရည်ရတဲ့အချိန်မှာဒီဘက်နဲ့ဒီဟာနဲ့မတူဘူးနော်နည်းနည်းလေးกว่าဟုတ်ပြီဒီလိုတညီလေးမရေးနဲ့အဲ့လိုတညီလေးရေးမလားဒီလိုရေးကြီးလည်းမရေးနဲ့နော်စလေးချင်းနေရသူနဲ့တင့်တော်မဲ့စိုင်မျိုးကိုလည်းရေးစိုင်မျိုးတစ်ခါလေးချင်းမချီရင်တာဟုတ်ပြီလားရှေ့မှာတင်ရင်းလာတွေအများကြီးပေးထားပြီးဖြစ်တဲ့ပုံမှာစင်ပြေလို့ကိုဉာဏ်ရှိတယ်လို့လေ့ကျင့်လို့ရတယ်အသေးစိတ်ကိုနောက်သင်ခန်းလာရင်မှအသေးစိတ်ကိုပြန်ပြောပြမယ်အသေးစိတ်လေ့ကျင့်နည်းကိုဒီနေ့ကဒီလောက်ပါ